မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာဒါတော့ကျမရဲ့ဒီတပည့်တွေပေါ့နော်9နှစ်ရှိပြီပေါ့နော်ကျမရှိမှာအဆိုအတီးပေါ့နော်တင်နေတာပေါ့သူဗမာစကားတော့မပြောနိုင်သေးဘူးအများကြီးမပြောနိုင်ဘူးပေါ့ဒီနည်းနည်းပါကျေးဇူးတင်ပါတယ်မင်္ဂလာပါလောက်ပဲသူပြောနိုင်တယ်ပေါ့နော်ဒါပေမဲ့တင်တာတော့9နှစ်လောက်ရှိပြီသူအရန်ကြိုးစားရပေါ့နော်အဲ့တော့မနေ့ကတော့ကျမဗမာစကားလေးတွေ3-4ခုတင်ပေးလိုက်တာကိုတင်လိုက်တော့ဒီ TikTok ကပြည်သက်တွေသဘောကျကြဆိုတော့ဒီနေ့ကျမသူဆရာနေမထိုင်းဘာသာစကားပြန်တင်မယ်ပေါ့နော်ကဲရင်တော့ရင်ဆုံးသိချင်တာ May I know your name please My name is ตู่ชาตรีสุวัชราพร နာမည်ရရှိတယ် Okay တုံ the short name is တုံ Yes nickname ตู่ Okay တုံနော်အဲ့တော့ကျမထိုင်းစကားလေးကိုပြန်တင်မယ်ပေါ့နော်တုံစီကနေကျမစီစာသင်နဲ့တော့ရွှေကုန်ဖျားရပါတယ်ဖူးပြီးသွားပြီဘိုလ်ချုပ်ဈေးလည်းရောက်ပြီးသွားပြီနော်ဘိုလ်ချုပ်အောင်ဆန်း market ရွှေတကုန်းသူဒီနာမည်ပြောရတော့တည်ရသူဗမာစကားတော့နားမလဲအဲ့တော့ကျမသူဆရာပြန်တင်မယ်နော် Can you teach me Thai language yes For the basic yes please easy one each one like สวัสดีค่ะ အဲ့ဒါတော့အမြဲတမ်းကြားဘူးနေနော် please again สวัสดีค่ะ สวัสดีค่ะ greeting teacher สวัสดี สวัสดีมင်္ဂလာပါ မင်္ဂလာပါ สวัสดี สวัสดีสวัสดีค่ะ สวัสดีค่ะ Yeah မင်္ဂလာပါမင်္ဂလာပါရှင် and another one another one is the easy one teacher easy one ขอบคุณค่ะ ขอบ ขอบคุณค่ะ thank you ขอบคุณค่ะขอบคุณค่ะขอบคุณค่ะကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်สวัสดีค่ะขอบคุณค่ะကျေးဇူးတင်ပါတယ်နော် yes teacher okay and the last one last one is พบกันใหม่ค่ะ see you again พบกันใหม่ค่ะ difficult for me it's difficult thank you so much I think it's difficult for me okay สวัสดีค่ะสวัสดีค่ะ okay and ขอบคุณค่ะขอบคุณค่ะ the last one is last one is พบกันใหม่ค่ะ พบกันใหม่ค่ะ see you again okay thank you ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်မတပည့်လေးရတာမနေ့ပြန်ဆိုပြန်တော့မှာပေါ့နော်ဒီ2ရက်ပေါ့မနေ့ကဒီနေ့ကျွန်မရှိမှာကျွန်မအချိန်ရသလောက်ပေါ့နော်လာပြီးတော့သင်နေရဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်နှစ်တည်းလဲစုံကျင်ပါသေးတယ် see you then